အနုပညာလောကတွေကဘယ်အနုပညာရှင်မှမဖိတ်ဖဲသိန်း9000တန်စိန်ပရက်ရွှေပရက်တွေနဲ့ခြေမိုးမင်္ဂလာဆောင်ခဲ့တဲ့ရင်လက်မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားမင်းသမီးအနုပညာရှင်တွေကိုခြေမိုးပြီးမင်္ဂလာဆောင်ခဲ့ရကတော့တရုတ်ဆောင်မင်းသမီးရင်လက်ပါအခုဆိုရင်တော့ရင်လက်ကသူမရဲ့ချစ်သူနဲ့အတူသိန်းပေါင်း9000တန်စိန်ပရက်ကြီးရွှေလေးပိတ်တာတန်ပရက်ကြီးစတဲ့တန်ဖိုးကြီးရတနာတွေဆင်မြန်းပြီးတော့ကြီးကျယ်ခမ်းနားစွာနဲ့မင်္ဂလာဆောင်ခဲ့ရဖြစ်ပါတယ်ရင်လက်ကမြန်မာနိုင်ငံမှာအရှင်ဇာတ်ကားတွေကိုရိုက်ကူးရင်နာမည်ကြီးလာတဲ့မင်းသမီးတက်လက်ပါအခုတခါမှာတော့ရင်လက်ဟာဩစတြေးလျနိုင်ငံမှာနေထိုင်တဲ့ဒိတ်ဒိတ်ကျဲချမ်းသာကြွယ်ဝတဲ့တထေသားတယောက်နဲ့မင်္ဂလာဆောင်လိုက်တာဖြစ်ပါတယ်အဆိုပါရင်လက်ရဲ့သတို့သားဟာဩစတြေးလျနိုင်ငံမှာအချမ်းသာဆုံးတထေသားတယောက်ဖြစ်နေတာပါသူနဲ့ရင်လက်တို့ကအင်တာနက်ပေါ်မှာချစ်သူတွေဖြစ်ခဲ့ကြပြီးတော့နောက်6လအတွင်းမှာပဲမခွဲနိုင်တော့တာကြောင့်မြန်မာနိုင်ငံကိုအပြေးလာကရင်လက်ကိုတင်တောင်းမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်ရင်လက်ရဲ့ခင်ပွန်းတထေကြီးဟာချမ်းသာတာကြောင့်မြန်မာနိုင်ငံမှာအခမ်းအနားဆုံးအကြီးဆုံးဟိုတယ်တစ်ခုမှာရင်လက်ကိုတကူလုံးရွှေငွေရတနာတွေစီချေပြီးတော့မင်္ဂလာဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းထူးခြားတာတစ်ခုကအနုပညာလောကတွေကဘသူကိုမှမဖိတ်ကြားခဲ့တာပါ။ဒီလိုမဖိတ်ခဲ့ရကရင်လက်ရဲ့အမျိုးသားဟာဂုံပကာသနာတွေမမတ်တလို့ရှုပ်ရှုပ်ရှက်ရှက်မမြင်ချင်တာကြောင့်မင်္ဂလာပွဲကိုအနုပညာလောကတွေကဘသူကိုမှမဖိတ်ဖဲကျင်းပခဲ့တာဖြစ်ပါတယ်။မင်္ဂလာဆောင်ပြီးရင်လည်းရင်လက်ကိုနိုင်ငံသားကိုခေါ်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။